မင်္ဂလာပါဒီနေ့မှာတော့အိန္ဒိယနိုင်ငံမှာအမျိုးသားတအုပ်ရဲ့အဘန်ကောက်တွေကိုယူပြီးငွေပမာဏကဏ္ဍပေါင်း36လုံးထိရုတ်တရက်ဝင်ရောက်လာခဲ့ခြင်းကြောင့်နေချင်းညချင်း Elon Musk တဲ့ချမ်းသာသွားတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါကမ္ဘာစီးပွားရေးဟာ digital အနာဂတ်ကိုအရှိန်ဟုန်နဲ့ကူးပြောင်းနေချိန်မှာဗတ်စနစ်များကလည်းအလိုလျောက်စနစ် algorithm များ real time transaction tracking များပေါ်မှာမှီခိုမှုကြီးမားလာခဲ့ပါတယ်ဒီလိုမျိုးနည်းပညာအဆင့်မြင့်မားလာမှုကြောင့်အဆင့်ပြေချုံးမွေးမှုများရှိလာပြီးဘဏ္ဍာရေးဝန်ဆောင်မှုများပုံမမြန်ဆန်လာတော့လေတစ်ဖက်မှာချွတ်ရင်ကျအားနည်းချက်တွေရှိနေပါသေးတယ်အိန္ဒိယနိုင်ငံဥတာပရာဒက်ရှ်ပြည်နယ်မှာမကြာသေးမီကထူးခြားတဲ့ဖြစ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။မျိုးသားတို့ရဲ့ဗန်စင်းတွေကိုကဏ္ဍ36လုံးပမာဏခန့်ရှိတဲ့ငွေများစွာရုတ်တရက်ဝင်ရောက်လာခဲ့တာပါ။ဒီလိုမျိုးလွန်များပြားလာတဲ့ငွေပမာဏကြောင့်ထိုမျိုးသားဆိုရင်ကမ္ဘာအချမ်းသာဆုံးတထေးကြီးများရဲ့စုစုပေါင်းကျွဲဝချမ်းသာမှုထပ်ပင်ပိုနေကြောင်းလည်းတွေ့ကြရပါတယ်။ထိုဖြစ်ရကြောင်းအိန္ဒိယအာဏာပိုင်တွေကိုပါအံ့ဩတုန်လှုပ်စေခဲ့ပါတယ်။ဒါအပြင် digital banking system များကိုမိခိုအားထားပြီးယုံကြည်စိတ်ချရမှုနဲ့ယခုကဲ့သို့အမှားမျိုးရဲ့အကျိုးသက်ရောက်မှုအလားအလာများပေါ်မိကုံးများထွက်ပေါ်လာခဲ့ကြတယ်လို့ယခုပြည့်နဲ့ပတ်သက်ပြီးတော့မှလည်းတင်းကြပ်စစ်ဆေးမှုများပြုလုပ်နေရပြီး cyber security ကျွမ်းကျင်ပညာရှင်များပြည်တွင်းရေးတပ်ဖွဲ့နဲ့ပြည်သူလူထုများကပါအာရုံစိုက်လာကြပါတယ်2025ခုနှစ်ဧပြီလ25ရက်နေ့အိန္ဒိယနိုင်ငံဥတာပရာဒက်ရှ်တွင်နေထိုင်သူအချစ်မီရှိအမျိုးသားတဦးဟာသူ့ရဲ့ဘဏ်အကောင့်စာရင်းကိုပုံမှန်တိုင်းစစ်ဆေးကြည့်ရှုခဲ့ရမှာတော့ NDTV သတင်းဌာနရဲ့ဖော်ပြချက်တွေအရအချစ်ရဲ့ဘဏ်အကောင့်ထဲမှာယူပင်းငွေပမာဏဖော်ပြပါအတိုင်းကိကနန်းအပြင်36လုံးပမာဏရှိတဲ့ငွေမြောက်များဝင်ရောက်လာကြောင်းဖော်ပြထားပါတယ်။အဆိုပါငွေပမာဏအဆိုရင်မျက်မှောက်ခေတ် digital ခဏန်းပေါင်းဆက်များနဲ့ထည့်သွင်းတွက်ချက်နိုင်ပွဲမရှိသောပမာဏလည်းဖြစ်ပါတယ်။သူကဘဏ်ကောက်ထဲမှာ UP ငွေ1800နဲ့ UP 1400တို့ကိုပုံမှန်အတိုင်းထုတ်ယူသုံးစွဲပြီးချိန်မှာတော့ဘဏ်ကောက်စရင်ရှိငွေပမာဏများရုတ်တရက်မြင့်တက်သွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြီးရဲ့ဇနီးဖြစ်သူကတော့မခန့်မှန်းနိုင်တဲ့ငွေပမာဏများဝင်လာခြင်းပေါ်များစွာဝမ်းမြောက်ပျော်ရွှင်နေခဲ့တော့လဲစိုးရိမ်ကြောင့်ကြမှုများလည်းရှိနေခဲ့ပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ဗန်မတာဝန်ရှိသူများကလည်းအခုလိုအမှားမျိုးကိုချက်ချင်းပြင်ဆင်ရန်နဲ့ဘာကြောင့်အခုလိုဖြစ်ရတယ်ဆိုတာကိုခိုင်လုံလုံရှင်းပြထားခြင်းမရှိခဲ့ပါဘူး။အခုချိန်မှာတော့အကြီးရဲ့ဘဏ်ကောက်စရင်ကိုထိန်းချုပ်ထားလိုက်ပြီးတော့စုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်နေပြီးဘဏ်ကောက်စရင်ကိုခွင့်ပြုချက်မရှိဘဲငွေလွှဲပြောင်းမှုများမပြုလုပ်နိုင်ရတဲ့အတွက်ခေတ္တထိန်းချုပ်ထားရလို့လည်းသိရပါတယ်။စုံစမ်းစစ်ဆေးသူတွေကတော့အကြောင်းရင်းကိုစစ်ဆေးလျက်ရှိပြီးတော့ software ချွင်ခြင်းဒါမှမဟုတ် data entry error ဒါမှမဟုတ် cyber တိုက်ခိုက်မှုစတဲ့အကြောင်းရင်းများကိုစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့အိန္ဒိယနိုင်ငံမှာအမျိုးသားတအုပ်ရဲ့ဘဏ်ကောက်တွေကိုယူပြီးငွေပမာဏကဏ္ဍပေါင်း36လုံးထိရုတ်တရက်ဝင်ရောက်လာခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။